လုံးမိတာထက်ဒီအမှားကိုဘလို့တုံ့ပြန်လဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်အလောက်တစ်ခုမှာတော်နေုံတက်နေုံတိတ်နေုံနဲ့တော့မလုံလောက်ပါလူမှုအတိုင်းအဝန်းနဲ့လုပ်ငန်းခွင်မှာတင့်ကိုလေးစားအားကြရတဲ့လူတစ်ယောက်ဖြစ်ဖို့ကတင်ဟာဘယ်လောက်ထိ professional ဆိုင်တဲ့လူတစ်ယောက်လဲဆိုတဲ့ပုံမှာအယမ်းမူတယ်ဒီလိုဖြစ်ဖို့ဆိုရင်တင်လိုက်နာရမယ်အသုံးချက်ကိုကျွန်တော်ဒီနေ့ပြောပြအောင်တကယ်လို့စိုက်ဝင်စားရဲဆိုရင်ဆုံးအောင်ဒီကြည့်ပါလိုက်နံပါတ်1အရှင်ကိုလေးစားခြင်းပထမဆုံးအရေးကြီးတာကအရှင်ပါအရှင်ကိုလေးစားရမယ်တန်ဖိုးထားရမယ်အရှင်ကိုလေးစားတာကတစ်ဖက်လူကိုတန်ဖိုးထားရရောက်တယ်လို့ကိုယ့်ရဲ့ဂတိတင်မှုကိုလေပြသရာရောက်ပါတယ်ဒါကြောင့်အရှင်ကိုတန်ဖိုးထားလေးစားတတ်ဖို့လိုဥပမာရှိန်ထားတဲ့အရှင်တဲ့နည်းနည်းပိုစောပြီးတော့ကြောင်းအောင်သွားတာကလေတကယ်စမတ်ကြတဲ့လူတွေရဲ့အလေထားတစ်ခုပါနောက်တစ်ခုကကိုကအိမ်ကနေမထွက်ရသေးဘူးကိုလက်ရှိနေတဲ့နေရာကနေမထွက်ရသေးဘူးထွက်တော့မထွက်ရသေးဘဲနဲ့ရောက်တော့မယ်ခဏလေးပါကွာခဏနေရောက်တော့မယ်ဆိုပြီးတော့ပြောနေတာတွေကလေတစ်ဖက်လူကသိရင်ပေါ်ယုံကြည်မှုကိုရောနေသွားစေနိုင်နံပါတ်2ချက်ကိုယ်ရာမှာအတင်းမပြောချင်းသူများအတင်းဖင်းကိုပြောတာနဲ့အပြစ်တင်အပေါင်းရှာရှင်းတွေကိုရှောင်ချပါဘာဖြစ်လို့လဲဆိုတော့တစုံတစ်ယောက်ရဲ့နောက်ွယ်မှာသူများမကောင်းကြောင်းကိုသွားပြီးပြောတာကသင်ကိုယ်တိုင်ကိုလည်းယုံကြည်စိတ်ချရတဲ့လူတစ်ယောက်မဟုတ်ပါဘူးလို့ပတ်ဝန်းကျင်ကိုမြင်စေတယ်လုပ်ငန်းခွင်မှာသင်ကိုယုံကြည်မှုတွေရော့စေတယ်ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်တက်ဆိုင်တဲ့လူနဲ့ဓာတ်ရိုက်သွားပြီးဖြည့်ရှင်းတာကပို့ပြီးတော့လူကြီးလူကောင်းပြီးသားတယ်အဲကြောင့်မို့ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်တက်ဆိုင်တဲ့သူနဲ့ဓာတ်ရိုက်ဖြည့်ရှင်းဖို့ပဲကြိုးစားပါအတင်းအဖင်းတွေပြောနေတဲ့စကားဝိုင်းတွေတွေ့ရင်လေဝဲဝဲသားချောက်ဒီလိုခြောက်တဲ့ရှင်းကလည်းသင်ကို professional ဆန်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲစေနံပါတ်3တာဝန်ယူပါအမှားလုံးမှုဝန်ခံပါလုပ်ငန်းခွင်ရဲ့သဘောတဘာဝအရာအမှားဆိုတာဖြစ်တတ်တယ်ဖြစ်လေဖြစ်တာရှိတတ်တယ်တကယ်လို့အဲ့ဒီအမှားလုံးမိတာထက်ဒီအမှားကိုဘလို့တုံ့ပြန်လဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်အမှားတစ်ခုခုလုံးမိပြီဆိုရင်တာဝန်သိမှုတာဝန်ယူမှုနဲ့ကိုလုပ်တဲ့အမှားကိုကိုယ်တိုင်ဝန်ခံပါမတော်တဆအမှားတွေလုံးမိတဲ့အခါကျရင်စင်ချေတွေပေးတာအကြောင်းပြချက်တွေပေးတာသူများကိုထိုးချတာတွေအတိအကျရှောင်ဥပမာကိုကမတော်တဆအမှားတစ်ခုခုလုံးမိလိုက်တဲ့အခါကျရင်ဟုတ်ပါတယ်ဒါကျွန်တော်အမှားပါကျွန်တော်ဒီအမှားကိုပြပြင်ဖို့ကြိုးစားနေပါတယ်နောက်တစ်ခါထပ်ပြီးတော့ဒီအမှားမျိုးထပ်တူမမှားဘူးကျွန်တော်ဂတိပေးပါတယ်ဆိုပြီးတော့ကိုမှားလိုက်တဲ့အမှားကိုတာဝန်သိသိနဲ့တာဝန်ယူခြင်းကလုပ်ငန်းခွင်မှာသင်ကိုယုံကြည်မှုပိုတိုးလာစေနိုင်တယ်လို့လူကြီးလူကောင်းသိသားတယ်လို့လည်းယုံကြည်လာစေနိုင်တယ်ဘာလို့လဲဆိုတော့အမှားကိုဝန်ခံရတဲ့သူကအမှားကိုဖုံးကွယ်တတ်တဲ့သူထက်အစာပေါင်းများစွာအများကြီးတာနေလို့ပါအများကြီးလေပို့ပြီးတော့လုပ်ငန်းခွင်မှာစမတ်ပို့ကြလာတယ်တော်တဲ့သူထမ်းမြတ်တဲ့သူလောကကြီးမှာလုပ်ငန်းခွင်ထဲမှာအများကြီးရှိပေမဲ့စိတ်ကံရှိပြီးတိကျတဲ့သူကတော့လုပ်ငန်းခွင်မှာရှားပါတယ်အခုကြည့်နေတဲ့တင်ကရောဘလို့လူမျိုးဖြစ်ရှင်လဲတကယ်လို့ကျွန်တော်ပြောပြတဲ့အချက်တွေထဲမှာသဘောကျတဲ့အချက်လေးတွေပါရင်လေ comment လေးတွေရေးပေးခဲ့ပါအောင်သူများတွေကြည့်လို့ရအောင်လေ share ပေးခဲ့ကြပါအောင်နောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါကြည့်လို့ရအောင်လေ follow လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်